ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ Mobile Legends Diamond Seller တယောက်ဖြစ်ပါတယ်เนาะဘာသာတို့ကိုပြောစရာတစ်ခုရှိလို့အဲ့ဒါဘာလဲဆိုတော့ Mobile Legends Diamond များကိုအရင်းနှီးမရှိဘဲနဲ့ရောင်းလို့ရမယ်ဆိုရင်ဘာသာတို့စိတ်ဝင်စားတာဗျစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော် Telegram account လေးကိုလာရောက်ဆက်သွယ်ပါเนาะဘယ်လိုရောင်းရမလဲဆိုတာကိုတော့ဘာသာတို့ကျွန်တော်ကနေပြီးတော့အစအဆုံးရှင်းပြပေးတော့မှာဖြစ်ပါတယ်เนาะတင်တန်းကြီးဘာညာတဲ့တပြားမှပြီးစရာမလိုပါဘူးကျွန်တော် Telegram account ကို comment မှာလည်းရေးထားပေးပါတယ်เนาะ